ရက်ကိုစဖြည့်ဖို့အတွက်ပေါ့နော်တို့ကိုဆွဲတဲ့ file တွေကိုသိမ်းဖို့အတွက်ဆိုပြီးတော့desktop ပေါ်မှာ folder လေးတစ်ခုအရင်စဆောင်မယ်အဲ့တော့ desktop ပေါ်ကနေပြီးတော့ right click နဲ့ new တဲ့ကနေ folder တဲကနေပြီးတော့မှာ folder အသစ်ကလေးစောက်လိုက်မယ်အဲ့ဒီ folder အသစ်ကလေးမှာနာမည်ပေးထားခဲ့မယ်ကိုယ့်ရဲ့ root number 2GC ဘလောက်ပေါ့နော် root number ပါတယ် folder လေးတစ်ခုစောက်ခဲ့မယ်အဲ့ဒီ folder ထဲမှာကိုဆွဲသမျှ file တွေကိုသိမ်းမယ်အဲ့လိုမျိုးလုပ်ဖို့ပြင်ဆင်ပြီးသွားတာနဲ့အဲ့တော့နံပါတ်3ပုံစံလေးဖတ်လိုက်တယ် draw the diagram ဆိုတော့အောက်ကပုံလေးကိုဆွဲမယ်ပုံလေးကိုဆွဲမဲ့အချိန်မှာပုံလေးတွေဒီ inch နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ inch file ကိုအရင်ဆုံးAutoCAD software တွေကိုဝင်မယ် software တွေဝင်ပြီးသွားလို့ရှိရင် control N ဆိုပြီးတော့file အသစ်တောင်းမယ် ACAD inch နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ open with no template interior ကိုရွေးမယ်တကယ်လို့ millimeter နဲ့ဆွဲမယ်ဆိုရင် open with no template metric ကိုရွေးရမယ်အခု inch နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ open with no template interior ကိုရွေးမယ်အဲ့ဆိုရင် file လေးရသွားပြီ open with no template interior ဒီနေ့ပြောရင် inch file လေးရသွားပြီပေါ့နော်အဲ့ဒါပြီးသွားရင်တခါတည်း unit ချိန်ခဲ့မယ် UN under architectural နဲ့ဆွဲမယ် precision ရတယ်ပေါ့နော်သူက unit ကဘာဖြစ်နေမှာဆိုတော့ inch သေးကြပြီဆိုရင် okay ပြီအဲ့တော့ inch file လေးရသွားပြီအဲ့တော့ inch file မှာ drawing လေးစပြီးတော့ဆွဲလို့ရပြီအဲ့တော့စဆွဲဖို့အတွက်ပုံလေးကဘာတွေ့အောင်ဆိုတော့ ellipse ပုံလေးတွေ့တယ် ellipse က horizontal axis 8 လက်မနဲ့ vertical axis 5 လက်မရှိတဲ့ ellipse ပုံလေးအဲ့တော့ ellipse ပုံလေးစဆွဲမယ်ဖြစ်တဲ့ကြောင့်မလို့ ellipse ရဲ့ shortcut ellipse ပုံစမဆွဲခင်ပေါ့နော်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ file ကိုသိမ်းရမယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ file ကို save as နဲ့သိမ်းထားမယ် save as ထဲကdesktop ပေါ်ကအစောနာ folder အသစ်ကိုယ့်ရဲ့ root number ပါတော့ folder ထဲကနေပြီးတော့ဒီ drawing file လေးကိုတို့ကသိမ်းထားမယ်ခါတဲ့နာမည်ပေးခဲ့မယ်ပေါ့နော်ဒီ drawing file လေးရဲ့နာမည်လေးဒီ answer ဖြစ်တဲ့ကြောင့်မလို့ ANX answer key လေးဖြစ်တယ်ဘယ်သူရဲ့လဲဆိုတော့ 2GC ဘလောက်ရဲ့ဘလာဘလာရဲ့ဒီဥစ္စာလေးဖြစ်တယ်ပေါ့နော် answer key လေးဖြစ်တယ်ဆိုပြီးတော့ save သိမ်းထားခဲ့လိုက်မယ်အဲ့တော့ file လေးကိုသိမ်းပြီးပြီဆိုတာနဲ့အမြဲတမ်းသတိရတိုင်း control S ဖိပြီးတော့ file လေးကိုသိမ်းပေးမယ်အခုမှစပြီးတော့ဆွဲလို့ရပြီဘာပုံလေးဆွဲမှာဆိုတော့ ellipse ပုံလေးဆွဲမယ် horizontal axis 8 လက်မှာ vertical axis 5 လက်မှာရှိတဲ့ ellipse ပုံဆွဲမယ် ellipse ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ EL enter specify axis M point ပြီး auto mode ကလေး on ခဲ့မယ်8 လက်မှာလို့ပြတဲ့အတွက် A enter အဲ့တော့ vertical axis ကကြတော့တဝက်ပဲပြထားဖြစ်တဲ့အတွက်ကြောင့်မလို့ 2.5 enter ဆိုလို့ရှိရင် ellipse ကလေးရသွားပြီပြီးရင်ပုံကိုပြန်ကြည့်မယ်အဲ့တော့ ellipse ကလေးမှာနောက်ထပ် ellipse တစ်လုံးဒီဘလောက်အကွာမှာရှိအောင်ဆိုတော့ 5/8 အကွာမှာရှိတယ်အဲ့တော့ 5/8 offset ရိုက်မယ်အဲ့တော့ offset ရိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ O enter offset distance ဒီ 5/8 enter အဲ့တော့ဆိုရင် offset distance offset ရိုက်လိုက်ပြီး ellipse လေးနောက်တစ်လုံးရသွားပြီနောက်ထပ်ပုံကိုသွားကြည့်လိုက်မယ်ပုံမှာကဗာလဲ circle လေးဆွဲရမယ်အဲ့ဒီ circle လေးဒီ ellipse ရဲ့ center ကနေ circle ရဲ့ center အထိကဘယ်လောက်ဝေးအောင်ဆိုတော့ 2 မိုင်ဝေးတယ်အဲ့တော့2မိုင်ရှိတဲ့ line လေးတစ်ခုဆွဲခဲ့မယ် enter ကနေပြီးတော့ center လေးကနေပြီးဒီဘက်ကို1/4 ရှိတဲ့ line လေးတစ်ခုဆွဲခဲ့မယ်အဲ့ line လေးရဲ့အဆုံးကနေပြီးတော့ circle လေးနှလုံးဆွဲမယ် circle လေးနှလုံးဒီcircle အသေးလေးဒီ diameter 1/4 ရှိတဲ့ circle လေးအဲ့တော့ circle ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ C enter specify center point ကိုကလစ်ပေး diameter နဲ့ဆွဲမှာဖြစ်တဲ့အတွက် diameter ကိုတစ်ချက်ကလစ် diameter ဘယ်လောက်ရှိအောင်ဆိုတော့ 1/4 diameter 1/4 ရှိတဲ့ circle လေးတစ်လုံးဆွဲလိုက်တယ်ပြီးရင်နောက်ထပ်တစ်ပုံသွားမယ်နောက်ထပ် circle လေးတစ်လုံးကကြတော့ 2/2 ရှိတဲ့ circle လေးဆိုတော့ circle ဆွဲမှာဖြစ်တဲ့အတွက် C enter specify center point လို့ပြောတဲ့ center point လေးကလစ်ပေး diameter နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ diameter ဘယ်လောက်လဲဆိုတော့ 2/2 diameter 2/2 ရှိတဲ့ circle လေးလုံးဆွဲလိုက်ပြီ circle လေးဆွဲပြီးသွားပြီ circle လေးဆွဲပြီးသွားရင်ပုံမှာပေါ့နော်ဒီမှာ line လေး2 line ရှိတယ်အဲ့ဒီ line လေး2 line ကြာအကွာဝေးဒီဘယ်လောက်ရှိအောင်ဆိုတော့ 5/8 ရှိတယ်အဲ့တော့အဲ့ဒီ line လေးကိုဆွဲဖို့အတွက်ဒီပေါ့နော်အလဲ center line ကိုတို့ကဆွဲလိုက်တော့မယ်အဲ့တော့ center line ကိုဆန့်ထုတ်လိုက်မယ်ဒီ line ကိုဆန့်ထုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ extend EX enter နဲ့ဆန့်ထုတ်မယ်ဆန့်ထုတ်ချင်တဲ့ object ထိပေါ့နော် boundary object ကိုကလစ်ပေး enter ခေါက်ပြီးရင်ဆန့်ထုတ်ချင်တဲ့ object ကလေးကိုကလစ်ပေးရပြီဆန့်ထုတ်ပြီးသွားပြီဆန့်ထုတ်ပြီးသွားတာနဲ့ဒီအပေါ်က line ကြာ 5/8 กว่าတယ်ဆိုတော့အပေါ်ကို 5/16 offset ရိုက်အောက်ကို 5/16 offset ရိုက်ပေးမယ်အဲ့တော့ offset ရိုက်မှာဖြစ်တဲ့ကြောင့်မလို့ O enter offset distance က 5/16 enter
အဲ့တော့အပေါ် offset တစ်ချက်ရိုက်အောက်ကို offset တစ်ချက်ရိုက်ရပြီပြီးသွားတယ်မလိုတာတွေကို trim ပြင်မယ် tr enter နဲ့ trim မယ်မလိုတာတွေကို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  trim မယ်ပြီးသွားဒီဘက်ကကြံသေးရမလိုတာတွေကိုလိုက်ပြီးတော့ trim လိုက်မယ်လုံးဖြတ်ရမှာဒီစနာ line ကိုဖြတ်မယ်ဒါဒီ line 3 line လဲတို့ကဖြတ်ပြင်မယ်အဲ့ဒါဆိုလို့ရှိရင်ပုံမှာပြီးသွားပြီပုံမှာဘာကြံသေးလဲဆိုတော့ဒီမှာဒီဥစ္စာလေးတွေကဒီတိုင်းပေါ့နော်တစ်ဆက်တည်းသွားမှာမဟုတ်ဘူးအလုံးလေးတွေသွားတာအဲ့တော့ faceless လုံးပေးရမယ် faceless ကိုဘယ်လောက်နဲ့လုံးမှာဆိုတော့ radius 1/2 နဲ့ faceless လုံးမယ် radius 1/2 နဲ့ faceless လုံးပေးမယ်အဲ့တော့ faceless လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ f enter နဲ့ faceless လုံးမယ်အများကြီးလုံးမှာဖြစ်တဲ့အတွက်ကြောင့် multiple အဲ့တော့ radius နဲ့လုံးမယ် radius 1/2 enter အဲ့တော့ first object ကို click ပေး second object ကို click ပေး faceless လုံးမယ် first object second object first object second object နဲ့ပေးပြီးတော့ faceless တွေလုံးလိုက်မယ်အဲ့ဆိုရင်ပုံလေးကပြီးသလောက်နီးနီးရှိသွားပြီအဲ့ပုံလေးမှာဗာလေးကြံသေးရလဲဆိုတော့ပုံမှာဒီမှာ keyway လေးကြံနေသေးတာအဲ့ဒီ keyway လေးဒီ 3/8 3/16 ရှိတဲ့ rectangle လေးအဲ့တော့ rectangle လေးဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ rec enter rectangle လေးဆွဲမယ် specify first corner point ပြီးသွားရင်အတိုင်းအတာလေးထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ add 3/8 နဲ့ 3/16 လို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မလို့ 3/8 3/16 enterအဲ့ဆိုရင်အဲ့ rectangle လေးကို move လုပ်ပြီးတော့ရွှေ့လိုက်မယ် enter slot object လို့ select ပေး enter သူ့ရဲ့ rectangle လေးရဲ့center point လေးကိုပဲကိုင်းပြီးတော့သူ့ရဲ့ဒီ quadrant point လေးမှာရအောင်တင်ပေးလိုက်မယ်ပြီးသွားရင်မလိုတာတွေကို sorry move လုပ်တဲ့နေရာလွဲသွားလို့အဲ့တော့ rectangle လေးပြန်ဆွဲမယ် control z ပြန်ခေါ်လိုက်ရပြီအဲ့ rectangle လေးကို move လုပ်မယ် enter slot object လို့ select ပေး enter rectangle လေးရဲ့center point အနေကိုင်းပြီးတော့သူ့ကို quadrant point လေးမှာ click လုပ်လိုက်မယ် rectangle လေး okay အဲ့တော့ခါကြတော့ပြီးသွားရင်မလိုတာတွေကို trim မယ် tr enter နဲ့ trim ပေးမယ်မလိုတာတွေကိုလိုက် trim မယ် tr enter trim မယ်ရသွားပြီအဲ့ဆိုပုံလေးကအကုန်လုံးပြီးသွားပြီအဲ့တော့ပုံလေးမှာဘာလို့ဖွဲ့ကြံတော့ဆို dimension လို့ဖွဲ့ကြံတာအဲ့တော့ dimension style လေးကိုကန့်သက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ dimension style ပြင်မဲ့အတွက် d enter နဲ့ dimension style ပြင်မယ်အဲ့တော့ဒီ standard ကလေးကိုပဲ modify လုပ်လိုက်တော့မယ်အဲ့တော့အရင်ဆုံး line နဲ့ဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြန်တယ်သူကဘာပြောဆိုတော့ extend beyond dimension line က 1/4 လို့ပြောထားတယ်အဲ့တော့ extend beyond dimension line ကို line နဲ့က extend beyond dimension line ကဘယ်လောက် 1/4 ဆိုတော့ 1/4ပြီးသွားရင်အဲ့တော့ dimension style မှာပြောထားတာက extend beyond dimension line မှာ 1/4 inch လုပ်ပေးရမယ်ဆိုတော့အဲ့တော့ extend beyond dimension line မှာ 1/4 ပြင်ပေးမယ်ပြီးသွားရင် offset from originက 1/8 inch အဲ့တော့ offset from origin မှာ 1/8 ပြီးသွားရင် symbol and arrow မှာက offset from origin မှာက 1/8 symbol and arrow မှာကarrows လေးဒီ close face ဖြစ်ရမယ် arrow ရဲ့ size ဒီ 1/8 arrow လေးဒီ close face အဲ့တော့ arrow ရဲ့ first ကော second ကောဒီ close face ဖြစ်ရမယ် arrow ရဲ့ size ဒီ 1/8 အဲ့တော့ arrow ရဲ့ size မှာ 1/8 ပြင်ပေးမယ် 1/8 arrow ရဲ့ size က 1/8နောက်ထပ်ဗာပြင်ကြရှိသေးလဲဆိုတော့ text ကကြတော့ text ရဲ့ height က 1/4အဲ့တော့ text ကိုသွားမယ် text ထဲမှာ text ရဲ့ style ပေါ့နော် text style ထဲမှာက standard နောက်က အဆက်ကလေး30ကို click လိုက်ကလစ်တဲ့အချိန်မှာ standard ကလေးပေါ့နော်အဲ့တော့ font name မှာကတော့ဘာလုပ်မလဲဆိုတော့ Arial နဲ့သွားမယ် Arial A ဆိုတော့LMNOPQRST ဆို A နဲ့တွေ့တာက ARIAN Arial ဘယ်နားမှာလဲဆိုတော့ ARIAL Arial တွေ့သွားပြီ Arial ပဲ font style ကိုလည်း regular ပဲထားမယ် height တွေကိုလည်းမပြင်တော့ဘူးဒီ standard file လေးကိုပဲ set current တင်ခဲ့ပြီးတော့သုံးမယ်ပေါ့နော် close လုပ်လိုက်ပြီပြီးသွားရင် text height
text height ကိုပြောထားတာက 1/4 လို့ပြောထားတယ်အဲ့တော့ text height နေရာမှာက 1/4 ရိုက်ပေးမယ် text height နေရာမှာ 1/4 ပြီးရင် fit မှာပြင်စရာမလိုဘူး primary unit မှာက architectural drawing လို့ဆွဲမယ် architectural fit ဆိုရင် okay သွားပြီစောက်ဆိုင်ပြင်စရာမလိုတော့ဘူးအဲ့ဆိုရင် dimension တိုင်းပြင်ပြီးသွားပြီအဲ့တော့ standard ကလေးကို set current တင်ခဲ့မယ် close ပိတ်လိုက်မယ်အဲ့ဆို dimension စထိုးလို့ရပြီအဖြောင်ထိုးမယ်ဆိုလို့ရှိရင် linear လေးကိုခေါ်ပြီးတော့ dimension ထိုးမယ်ellipse လေးရဲ့ center point ကနေပြီးတော့ circle ရဲ့ center point အထိကို clip ပေး dimension 2 1/4 ထိုးမယ်ပြီးရင်နောက်ထပ် dimension linear နဲ့ပဲထိုးမယ်ပေါ့နော်အဲ့တော့ဒီ line လေးနှစ်ခုကြားအကွာအဝေး 5/8 ပြီးရင် align လေးနဲ့ပေါ့နော်စောင်းစောင်းလေးထိုးခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာellipse နှစ်ခုကြားအကွာအဝေး 5/8 ပြီးရင် fade လုံးထားတဲ့နေရာလေးတွေ fade လုံးထားတဲ့နေရာ radius နဲ့လုံးတာဖြစ်တဲ့အတွက်ကြောင့် radius နဲ့ထိုးပေးမယ်အဲ့တော့ fade လုံးထားတဲ့နေရာလေး radius 1/2 radius 1/2 နဲ့ fade လုံးပေးထားတယ်ပြီးတော့ circle လေးနှလုံးကကျတော့ diameter နဲ့ကြည့်ဆွဲထားဖြစ်တဲ့အတွက်ကြောင့်မလို့ diameter နဲ့ dimension ထိုးပေးမယ်ဆိုတော့ diameter ကိုခေါ်လိုက်မယ်ဒီ circle လေးရဲ့ diameter 1/4ဒီနောက်ထပ် circle လေးရဲ့ diameter 1/2ပြီးဘာလေးထိုးဖို့ကြံသေးလဲဆိုတော့ဒီ 3/8 cross 3/16 keyword လေးကိုdimension ထိုးဖို့ကြံနေတာဆိုတော့ dimension လေးထိုးမယ်သူဒီမြားလေးနဲ့ထိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ liter နဲ့ထိုးပေးမယ်အဲ့တော့ LED က liter ဆိုတော့ icon လေးကိုခေါ်လိုက်မယ်အဲ့ဒီကိုသွားမယ် rectangle လေးကို click ပေးအဲ့တော့ liter point လေးပေါ့auto mode ကလေး off လိုက်ရင်လာတာပါတာလေးထွက်တယ်အဲ့ကနေမှရိုက်မယ်တန်ဖိုးကဘယ်လောက်တုံးဆိုတော့ 3/8 space cross space 3/16 space keyword က KEYWAY keyway ရသွားပြီရသွားလို့ရှိရင်ဒီစလုံးရဲ့ text ရဲ့ height ဒီ 1/4 ဖြစ်ရမှာဆိုတော့ text ရဲ့ height ကလေးကိုselect ပေး right click နှိပ် properties တွေကိုဝင်ကြည့်လိုက်မယ် 1/4 ရှိလားအဲ့တော့ text ရဲ့ height ကိုကြည့်တော့ text height ကဒီမှာ 3/16 ဖြစ်နေတယ်မဟုတ်သေးဘူးဘာဖြစ်ချင်တာလဲဆိုတော့ 1/4 အဲ့တော့ 1/4 နဲ့ text height ကိုပြင်လိုက်ပြီtext height ကိုပြင်လိုက် text height ကတော့ okay သွားပြီ text ရဲ့အောက်မှာ line ရ underline ပါနေအဲ့ဒါကိုပြင်ချင်သေးရဖြစ်တယ် right click နှိပ် properties တွေကိုဝင်အဲ့တော့ text ရှိနေတဲ့သူဒီ right ဘက်မှာပေါ့နော် right attachment က underline ဖြစ်နေတယ်အဲ့ဒီ underline top line ဖြစ်နေတာဖြစ်တာအတွက်ကြောင့် middle of text ပြင်လိုက်မယ် middle of text လေးကိုအလဲမှာထားမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ရသွားပြီပုံလေးအားလုံးပြီးသွားပြီအဲ့ဒီပုံလေးကို print ထုတ်လို့ရတဲ့အနေထားတွေရွှေ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့print ထုတ်ချင်တာဖြစ်တဲ့အတွက် layout ထဲကိုသွားမယ်အဲ့ layout ထဲမှာမူလရှိနေတဲ့ paper ကိုမသုံးဘူးအဲ့ဒါယူတော့ဘာလုပ်လိုက်မလဲဆိုတော့ဖြတ်လိုက်အဲ့တော့ကိုဆွဲထားတဲ့ file လေးကို print ထုတ်လို့ရတဲ့အနေထားဒီသွားမယ်အဲ့တော့ဘယ်ထဲမှာဆိုတော့ layout ထဲမှာ paper size ကလေးရွေးမှာပေါ့နော်သူကရွေးခိုင်းတာဒီ print it on A4 paper လို့ပြောတဲ့အတွက်ကြောင့်မလို့ A4 size ရှိတဲ့ paper ရွေးမယ်အဲ့တော့ layout ထဲကို right click နှိပ်မယ် page setup manager ထဲကနေပြီးတော့အဲ့ layout 1လေးကို modify လုပ်လိုက်မယ်အဲ့ဒီမှာကတို့drawing file လေးကို PDF file အဖြစ် print ထုတ်ခြင်းတယ်ပြီးရင် paper size ဒီ A4 စာရွက်နဲ့ထုတ်ခိုင်းတာဖြစ်တဲ့ကြောင့်မလို့ ISO full A4 landscape ပုံစံနဲ့တွားထုတ်မယ်what to plot နေရာမှာကျတော့ layout ဆိုလို့ရှိရင်တော့ဒါစာရွက်တွေအလုံးပါမှာဖြစ်တဲ့အတွက်ကြောင့် layout နဲ့ပဲတွားလိုက်မယ်တို့ဆွဲထားတဲ့ drawing ဒီ inch နဲ့ဆွဲထားပြီးတော့ကြောင့်မလို့ inch ပြောင်းလိုက်မယ်အဲ့ဆိုလို့ရှိရင်ပြီးသွားပြီ plot size table မှာကျတော့ color နဲ့ print ထုတ်ချင်တယ်ဆိုလို့ရှိရင် ACAD.CDD နဲ့ထုတ်မယ်တကယ်လို့ black and white ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ monochrome ပေါ့နော်တို့က ACAD.CDD ပဲထားလိုက်မယ်အဲ့ဒါဆိုရင် okay စာရွက်ကလေးရသွားပြီဒီ layout 1လေးကိုပဲစာရွက်ကလေးရသွားပြီပေါ့နော်အဲ့ဒီစာရွက်ကလေးမှာဒီမှာအဆက်ကလေးနဲ့ဘောင်းကွတ်ထားတယ်အဲ့ဒါဒီ A4 စာရွက် size ဖြစ်တယ်အဲ့တော့ A4 စာရွက် size မှာကိုဆွဲထားတဲ့ဒီ model တွေကပုံကိုပြစ်ထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗာနဲ့ထည့်မှာဆိုတော့ MV enter နဲ့ထည့်မယ် MV enter အပြည့်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ fit ထည့်လိုက်မယ်ပေါ့နော် fit ထည့်လိုက်ပြီးအဲ့တော့ drawing လေးရောက်သွားပြီရောက်တော့တဲ့ drawing လေးကိုတို့ကလှုပ်ချင်လို့ဒါကတော့ paper ကြီးပဲလှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ paper ကနေပြီးတော့ model ပြောင်းလိုက်ပြီးအဲ့တော့ drawing လေးက
ကိုဆွဲထားတဲ့ပုံလေးကအတွင်းထဲမှာလှုပ်လို့ရပြီပေါ့နော်ကြည့်ချင်လားသိချင်လားဒါပေမဲ့သူပြောတာကအတိအကျ using scale 1:1 scale ကိုသုံးခိုင်းတာဖြစ်တဲ့ကြောင့်မလို့ scale 1:1 ကိုပြင်ဖို့အတွက်နောက်ကဒီမှာကနန်းလေးတွေပေါ်လင်းရဲ့နေရာကနေပြီးတော့ 1:1 ကိုသွားလိုက်မယ်အဲဆိုတော့ 1:1 ရှိရဲ့ scale ရသွားပြီပေါ့နော်အဲ့ထဲမှာသွားချုံလို့ရှင် scale ကပြန်ပြောင်းနိုင်တယ်အဲ့တော့ scale ကိုပြန်ပြီးတော့သွားလိုက်မယ် 1:1 ဒီမှာသွားလှုပ်လို့မရတော့ဘူး drawing ကအဲ့တော့အဲ့ drawing ပေါ်မှာ right click နှိပ်သူ့ကိုနေရာရွှေ့ခြင်းရင်ဒီ left ဖွားလေးနဲ့ပန်လေးနဲ့ဖိပြီးတော့ရွှေ့ပေးမယ်အလေကောင်လေးရအောင်တော့ရွှေ့လိုက်တယ်ပေါ့နော်ရွှေ့ပြီးသွားပြီဆိုတာနဲ့ okay ပြီဆိုရင်သူ့ကိုmodel တွေကနေတခါတည်းသူ့ကိုတော့ခတ်ထားလိုက်တော့မယ်တော့ခတ်ထားလိုက်မယ်မလုပ်တော့ရသွားပြီပေးပါလေးပဲလှုပ်တော့မယ်အထက်ထက် drawing လေးမလုပ်တော့ဘူးပေါ့နော်အဲဆိုရင်ဒါလေးကို print ထုတ်လို့ရတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့ control B လုပ်လိုက်မယ် drawing to PDF DWG to PDF ဖြည့်ရမယ် isofully A4 ဖြည့်ရမယ်isofully A4 290ခွန်ဖြည့်ရမယ်၄ယောက်နဲ့ပဲရွေးထားရတယ် unit က inch ဖြည့်ရမယ်အဲဆိုရင်အားလုံး okay သွားပြီဖြစ်တဲ့အကြောင်းမလို့ preview ကြည့်ချင်ရင် preview ကြည့်လိုက်လို့ရတယ်အဲဆိုရင်ကိုထုတ်မဲ့ drawing စာရွက်ကလေးဒီပုံစံလေးဖြစ်နေမယ်ပေါ့နော်အဲဆို okay နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ okay လို့ရွေးလိုက်လို့ရှိရင်ကိုရဲ့အဲ့ဒီ file လေးပေါ့နော် PDF file လေးကို desktop ပေါ်ကကိုနာမည်နဲ့တင်ထားတဲ့ folder တွေကိုဝင်ပြီးတော့ဒီ number ကလေးက number 3ဖြစ်တဲ့အတွက်ကြောင့်မလို့ number 3လေးနဲ့ဝင်ဆွဲထားလိုက်မယ် NO3 ပေါ့နော် NO3 နဲ့ဒီ PDF file လေးကိုကိုရဲ့နာမည်ရှိတဲ့ folder ထဲမှာ save လိုက်မယ်အဲဆိုလို့ရှိရင်တော့ file လေး save ပြီးသားဖြစ်သွားပြီဒီ layout ကလေးမှာလည်းကိုယ့်ရဲ့ number ကလေးကို rename number ပေးခဲ့မယ်အဲ့ number နေရာမှာ number 3ပုံလေးဖြစ်ပါတယ်enter ပေါ့နော်ပြီးသွားရင်နောက်ထပ်တစ်ပုံဆွဲဖို့အတွက် model တွေကိုပြန်ဝင်ရမယ်